တချို့ customer တွေကမေးကြတာပေါ့နော်ဒီလိုဘလင်းလေးတွေကဝယ်လိုက်လို့ရှိရင်ရလာနဲ့မေးတာပေါ့နော်အခုကျွန်တော်ဆိုရင်မနက်ကြီး6နာရီလောက်မိတ်ကပ်လိမ့်ပြီးကနေဝတ်ထားတာအခုနေ့လယ်အခု1နာရီကျော်ပြီပေါ့နော်1နာရီထိကိုဘာမှဖြစ်သေးဘူးတကယ်လို့ရားခဲ့တယ်ဆိုရင်လည်းဟိုဒီဇိုင်နာတွေကြာရိုက်ခံမှာပေါ့နော်ကိုချုပ်တဲ့ဒီဇိုင်နာနဲ့ပဲဆိုင်တာပေါ့နော်ဟိုကျွန်တော်တို့အခုချုပ်ပေးတဲ့လူတွေကတော့ဒီထဲမှာကော်ပိတ်တစ်ထက်လဲပါတယ်နောက်ထပ်ကဟိုဒီရဲ့ဗလင်းအစလေးတွေကိုဟိုမထွက်အောင်ကော်ပိတ်ကတ်နိုင်တယ်ဆိုရင်ရားတာမရှိပါဘူးကျွန်တော်ဆိုရင်ဒီဟာကိုအခုဒီနီညိုလေးလဲချုပ်ထားတယ်နောက်ထပ်သမီးရွှေနဲ့အစိမ်းလေးနဲ့သမီးအမတို့တစ်ထည့်ပေးဦးအဲ့ဒါလေးပြလာဒီရွှေနဲ့အစိမ်းလေးဆိုရင်လဲလေနောက်ပြကြကျွန်တော်ဝတ်ပြမယ်နော်ဒါလေးလည်းအရန်လာတယ်လာတာမှပြောမနေနဲ့တော့ဒါလေးတွေကလေဈေးလည်းတင်းလေးနဲ့ပေါ့နော်ပွဲလည်းအရန်ဝင်တာဝယ်လိုက်လို့ရှိရင်လည်းဘာနဲ့နေကိုအရန်လာတာဒီလူဟာတွေကိုရောင်စုံရှိတယ်နော်ပြအောင်မယ်ထပ်ပြအောင်မယ်